ဒီဇလန်းရဲ့ဇက်လိုက်လေးကတော့မောင်ရှင်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ပါသူ့မှာမိခင်တစ်ပါးရှိပါတယ်မိခင်ကြီးနှစ်ဦးလေးသာရှိပါတယ်တနေ့မှာတော့မောင်ရှင်ဟာရှင်ပြုမင်္ဂလာအတွက်လိုအပ်တဲ့ငွေကြေးကိုရှာဖွေဖို့အိမ်ကနေခရီးထွက်လာခဲ့ပါတယ်သူဟာဝေးလံတဲ့ရွာတစ်ရွာကိုသွားဖို့အတွက်သင်္ဘောကြီးတစ်စီးနဲ့စီးနင်းပြီးခရီးထွက်ခဲ့ပါတယ်။ဒီခရီးစဉ်မှာမောင်ရှင်ယူဆောင်လာတာကသူ့ရဲ့အသေးဆွဲဆောင်တစ်လက်ပါပဲ။သူဟာသင်္ဘောပေါ်မှာထိုင်ပြီးသူ့ရဲ့ဆောင်ကိုတပျော်တစ်ပါးတီးခတ်နေမိပါတယ်။အဲ့ဒီဆောင်တန်ဟာလွန်စွာမှတာယာနာပျော်ပွဲကောင်းလွန်းတာကြောင့်ရေပြင်ထဲကနတ်သမီးလေးဦးအထိအတန်ကရောက်ရှိသွားပါတယ်။နတ်သမီးလေးတို့ဟာမောင်ရှင်ရဲ့ဆောင်းတန်ကိုတောတတန်နာကြားရပြီးအယမ်းကိုနှစ်သက်သွားကြပါတယ်။ဒါပေမဲ့ဒီနှစ်သက်မှုဟာအခွင့်ကောင်းယူခြင်းစရာဖြစ်လာပါတယ်။နတ်သမီးလေးဦးဟာမောင်ရှင်ကိုသူတို့ရဲ့နတ်ပြည်ကိုခေါ်ဆောင်သွားခြင်းကြပါတယ်။ဒီလိုနဲ့သူတို့ကတန်ခိုးအစွမ်းဖြင့်သင်္ဘောကြီးဆက်လက်မသွားနိုင်အောင်ဟန်တားလိုက်ကြပါတယ်။သင်္ဘောကြီးဟာရုတ်တရက်လှိုင်းတွေကြားမှာရပ်တန့်သွားပြီးဘလို့မှထွက်ခွာမသွားနိုင်တော့ပါဘူးသင်္ဘောသားအားလုံးကအံ့အားသင့်နေကြခိုက်နတ်သမီးတွေရဲ့ဆွဲခေါ်မှုကြောင့်မောင်ရှင်ဟာသင်္ဘောပေါ်ကနေပျောက်ကွယ်သွားခဲ့ပါတယ်မောင်ရှင်ကြံရိတ်ခဲ့ပြီးနတ်သမီးတွေနဲ့အတူနတ်ပြည်ရောက်သွားတယ်လို့လဲဒဏ္ဍာရီချို့မှာဆိုကြပါတယ်ဒီအဖြစ်အပျက်ကြောင့်မောင်ရှင်ဟာဒီလောကကနေကွယ်လွန်သွားခဲ့ရပါတယ်။နောက်ပိုင်းမှာတော့မောင်ရှင်ရဲ့ဝိညာဉ်ဟေယငံပိုင်ဥရှင်ကြီးအဖြစ်ဥရှင်ကြီးနတ်ကွန်းအဖြစ်ဆုတည်ပြီးကိုးကွယ်ခံခဲ့ရပါတယ်။ဒါကြောင့်မို့လို့ဒီနတ်စေတီရဲ့နောက်ွယ်မှာဒီလိုဝမ်းနည်းဖွယ်ချစ်စနိုးဇလန်းလေးတစ်ပုဒ်ရှိနေခဲ့ပါတယ်။